ဘာဦးကျန်းခန်းကြီး40နှစ်အဂုတုပြည်၌စပါးရှိကြောင်းကိုယာကုပ်ကြားသိလျှင်သင်တို့သည်အဘယ်ကြောင့်တယောက်ကိုတယောက်ကြည့်ရှု၍နေကြသနည်းအဂုတုပြည်၌စပါးရှိကြောင်းကိုငါကြားရပြီငါတို့သည်မသေးအသက်ရှင်မိအကြောင်းထိုပြည်သို့သွား၍ငါတို့အဖို့ကိုဝယ်ကြလော့ဟုမိမိသားတို့အားဆိုသည့်အတိုင်းယောသ၏အကိုတစ်ကျိပ်တို့သည်စပါးကိုဝယ်ခြင်းကအဂုတုပြည်သို့သွားကြ၏ယောသ၏ညီဗေယမိန်ကိုကအကိုတို့နှင့်အတူယာကုပ်သည်မစေမလို့အကြောင်းမူကားသူ၌ဘေးရောက်ကောင်ရောက်လိမ့်မည်ဟုစိုးရိမ်တည်းထိုအခါခါနန်ပြည်၌အစာခေါင်းပါသောကြောင့်အဂုတုပြည်သို့ရောက်လာသောသူတို့တွင်ဣသရေလသားတို့သည်စပါးကိုဝယ်ခြင်းကလာကြ၏ယောသသည်နိုင်ငံအုပ်ဖြစ်၍ပြည်သားအပေါင်းတို့အားရောင်းသောအမှုကိုစီရင်လေ၏ယောသအကိုတို့သည်လာ၍သူရှိမှဥညွှန်းချကြ၏ယောသသည်အကိုတို့ကိုမြင်လျင်သိ၏သို့တော်လည်းမသိဟန်ဆောင်၍ကြမ်းတမ်းစွာပြောလျက်သင်တို့သည်အဘယ်ကလာကြသနည်းဟုမေး၏သူတို့ကလည်းအစာကိုဝယ်ခြင်းကခါနန်ပြည်ကလာကြပါသည်ဟုလျှောက်ကြ၏ယောသသည်အကိုတို့ကိုသိတော်လဲသူတို့သည်ယောသကိုမသိကြယောသသည်သူတို့အကြောင်းနှင့်မြင်ရသောအိမ်မက်တို့ကိုအောက်မေ့လျက်သင်တို့သည်တရှို့ဖြစ်ကြ၏ပြည်တော်၌အားနည်းသောအရက်ကိုကြည့်ရှုခြင်းကလာကြပြီဟုဆိုလျှင်သူတို့ကမဟုတ်ပါသခင်ကိုရောဤကျွန်တို့သည်အစာကိုဝယ်ခြင်းကသာလာကြပါ၏ကျွန်တော်တို့သည်တယောက်တည်းသောသူ၏သားဖြစ်ကြပါ၏ဖြောင့်မတ်သောသူလည်းဖြစ်ကြပါ၏ကိုရောဤကျွန်တို့သည်တရှို့မဟုတ်ပါဟုလျှောက်ကြ၏ယောသကလည်းမဟုတ်ဘူးပြည်တော်၌အားနည်းသောအရက်ကိုကြည့်ရှုခြင်းကလာကြပြီဟုဆို၏သူတို့ကလည်းကိုရောကျွန်တို့သည်ခါနန်ပြည်၌တယောက်တည်းသောသူ၏သားညီကိုတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ၏ငယ်ဆုံးသောသူကအဘနှင့်အတူယခုရှိရပါ၏တယောက်ကမရှိပါဟုလျှောက်ပြန်လေယောသကသင်တို့သည်တရှို့ဖြစ်ကြ၏ဟုငါဆိုသည့်အရာမှာသင်တို့ကိုဘယ်သို့စုံစမ်းရမည်နည်းဟုမူကားအငယ်ဆုံးသောညီမလာလျင်ဖာရောဘုရင်အသက်ရှင်တော်မူသည့်အတိုင်းဤရက်မှမထွက်မသွားရသင်တို့စကားမှန်သည်မမှန်သည်ကိုစုံစမ်း၍သိစေခြင်းကသင်တို့တွင်တယောက်သောသူကိုစေလွှတ်၍ညီကိုဆောင်ခဲ့စေကျွင်းသောသူတို့ကိုထောင်ထဲမှချထားမည်သို့မဟုတ်ဖာရောဘုရင်အသက်ရှင်တော်မူသည့်အတိုင်းအကယ်စစ်စစ်သင်တို့သည်တရှို့ဖြစ်ကြ၏ဟုဆိုပြီးလျှင်အကိုအပေါင်းတို့ကို3 ရက်ချုပ်ထားလေ၏3 ရက်မြောက်သောနေ့၌ယောသသည်သူတို့ကိုခေါ်၍ငါသည်ဖျားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏တို့ဖြစ်၍သင်တို့သည်အသက်ချမ်းသာခြင်းကပြုရသောအမှုဟုမူကားသင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်သင်တို့ညီကိုတို့တွင်တစ်စုံတစ်ယောက်ကိုထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်ကျွင်းသောသူတို့မူကားသွားကြလော့အိမ်သူအိမ်သားတို့၌အစာခေါင်းပါသောကြောင့်စပါးကိုယူ၍သွားကြလော့ငယ်ဆုံးသောညီကိုငါထံသို့ဆောင်ခဲ့ကြလော့တို့ပြုလျင်သင်တို့စကားမှန်လိမ့်မည်သင်တို့အသက်လည်းချမ်းသာရလိမ့်မည်ဟုဆိုသည့်အတိုင်းသူတို့သည်ပြုကြ၏ထိုအခါသူတို့အချင်းချင်းဆိုကြသည်ကကဲစစ်စစ်ငါတို့သည်ညီအမှု၌အပြစ်ကြီးကြ၏သူသည်ငါတို့ကိုတောင်းပန်သောအခါသူစိတ်ဆင်းရဲခြင်းကိုငါတို့သည်မြင်လျက်နှင့်နားမထောင်ဘဲနေကြ၏ထို့ကြောင့်ဤမှုသည်ငါတို့အပေါ်မှာယခုရောက်လာပြီဟုတယောက်ကိုတယောက်ပြောဆိုကြ၏ရုဘင်ကလည်းသူငယ်ကိုမပြစ်မမားပါနှင့်ဟုကျွန်ုပ်ဆိုသည်မဟုတ်လောသင်တို့သည်နားမထောင်ဘဲနေကြသောကြောင့်သူ၏အသွေးအတွက်ယခုအစစ်ခံရကြသည်ဟုပြန်၍ဆို၏ထို့သို့မိမိတို့ပြောဆိုကြသောစကားကိုယောသနားလဲသည်ဟုသူတို့မထင်ကြကြောင်းမူကားယောသသည်စကားပြန်နှင့်သူတို့ကိုပြောတတ်သောကြောင့်ဒီထိုအခါယောသသည်သူတို့ထံမှခဏခွာ၍
ငိုလေ၏တဖန်လာ၍နှုတ်ဆက်ပြီးလျှင်ရှိမောင်ကိုသူတို့အစုထဲကယူ၍သူတို့ရှေ့တွင်ချီနှောင်လေ၏ထို့နောက်သူတို့အိတ်များကိုစပားနှင့်ပြည့်စေ၍သူတို့ငွေကိုလည်းအသီးသီးအိတ်တို့တွင်ပြန်ထပ်စေခြင်းက၎င်းလမ်းခရီး၌စားစရိတ်ကိုပေးစေခြင်းက၎င်းစီရင်၍ထိုသို့လျှင်သူတို့၌ပြုလေ၏သူတို့သည်လည်းမြေများအပေါ်၌စပားကိုတင်၍ထွက်သွားကြ၏စခန်းသို့ရောက်သောအခါတယောက်သောသူသည်မြင်းကိုအစာကျွေးခြင်းကမိမိအိတ်ကိုဖွင့်လျင်အိမ်ဝတွင်ရှိသောငွေကိုမြင်လေ၏ညီကိုတို့အားလည်းကျွန်ုပ်ငွေကိုပြန်ထားပြီးကြည်ပါအိတ်ထဲမှရှိသည်ဟုဆိုသောသူတို့သည်စိတ်နှလုံးလျော်၍ကြောက်လန့်လျက်ငါတို့၌ဖျားသခင်ပြုတော်မူသောဤမှုသည်ဘယ်မှုဖြစ်ပါလိမ့်မည်နည်းဟုတယောက်ကိုတယောက်ဆိုကြ၏ခါနန်ပြည်အဘယာကုတ်ထံသို့ရောက်လျင်မိမိတို့၌ဖြစ်လေသည်များတို့ကိုကြားပြောသည်ကထိုပြည်ကိုအုပ်ဆိုးသောသူသည်ကြမ်းတမ်းစွာပြောလျက်ကျွန်ုပ်တို့ကိုထိုပြည်၌သူလျှိုလုပ်သူဟု၍မှတ်လေ၏ကျွန်ုပ်တို့ကလည်းကျွန်တော်တို့သည်ဖြောင့်မတ်သောသူဖြစ်ကြပါ၏သူလျှိုမဟုတ်ပါတပည့်သေးသာညီကိုချင်းတစ်စိတ်နှစ်ယောက်ဖြစ်ကြပါ၏ဟုတယောက်ကမရှိပါအငယ်ဆုံးသောသူကခါနန်ပြည်၌အဘနှင့်တူယခုရှိရပါသည်ဟုလျှောက်သောအခါထိုပြည်ကိုအုပ်ဆိုးသောသခင်ကသင်တို့သည်ဖြောင့်မတ်သောသူမှန်သည်ကိုအဘယ်သို့ငါသိနိုင်မည်နည်းဟုဆိုသောသင်တို့ညီကိုတို့တွင်စုံတယောက်ကိုငါထံ၌ထားရကြလော့သင်တို့အိမ်သူအိမ်သားတို့၌အစာခေါင်းပါသောကြောင့်အဆောင်ကိုယူ၍သွားကြလော့ငယ်ဆုံးသောညီကိုငါထံသို့ဆောင်ခဲ့ကြလော့သူပြုလျင်သင်တို့သည်သူလျှိုမဟုတ်ဖြောင့်မတ်သောသူဖြစ်သည်ကိုငါသိလိမ့်မည်သင်တို့ညီကိုလည်းငါပြန်၍အပ်မည်သင်တို့သည်ပြည်တော်၌ဖောက်ကားရောင်းဝယ်ရမည်ဟုဆိုကြောင်းကိုကြားပြောကြပြီးမှမိမိတို့အိမ်များထဲကစပားကိုထုတ်သောအခါအသီးသီးဆိုင်သောငွေတို့သည်မိတို့အိမ်၌ရှိကြ၏ငွေထုတ်များကိုသူတို့နှင့်အဘသည်မြင်သောအခါကြောက်လန့်ကြ၏အဘယာကုတ်ကလည်းသင်တို့သည်ငါသားတို့ကိုလူယူကြပြီယောသပ်မရှိရှိမောင်မရှိဗေယမိန်ကိုလည်းယူသွားခြင်းသည်တကားဤမှုလုံးစုံတို့သည်ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟုသူတို့အားဆို၏ရုဘင်ကလည်းကျွန်ုပ်သည်ဗေယမိန်ကိုအဘထံသို့ပြန်၍မဆောင်ခဲ့လျင်ကျွန်ုပ်သားနှစ်ယောက်တို့ကိုတတ်ပါလော့သူကိုကျွန်ုပ်လက်၌အပ်ပါကျွန်ုပ်တဖန်အဘထံသို့ပြန်၍ဆောင်ခဲ့ပါမည်ဟုအဘအားဆို၏အဘကလည်းတင်တို့နှင့်အတူငါသားမသွားရသူ၏အကိုသေးပြီသူသည်တယောက်တည်းကြံရ၏တင်တို့သွားရလမ်းခရီးတွင်သူ၌ဘေးရောက်လျင်တင်တို့သည်ငါစပင်ဖြူကိုဝန်းထဲချင်းနှင့်တကွမရဏနိုင်ငံသို့တက်ရောက်စေကြလိမ့်မည်ဟုဆိုလေ၏